ဒီနေ့ကျွန်တော်တို့ကိုယ့်လုပ်ငန်းအတွက် digital marketing ပြုလုပ်ကြတဲ့နေရာမှာလွယ်ကူတဲ့ခရီးစဉ်တစ်ခုလိုဖြစ်သွားစေမယ်လိုအပ်ချက်စကားလုံးတစ်ခုအကြောင်းကိုကျွန်တော်ဒီနေ့ပြပြပေးသွားပါမယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖတ်ခဲ့ပူတဲ့စာအုပ်တစ်ခုတည်းကကိုယ်ကချက်တစ်ခုလိုလည်းပြောလို့ရပါတယ်။အဲ့ဒါက momentum လို့ခေါ်တဲ့အရှိန်ဟုန်လို့ခေါ်ပါတယ်။အရှိန်ဟုန်မရှိရင်လုပ်ငန်းတစ်ခုတည်ဆောက်တာကခက်ခဲတောင်းတနေရတယ်လို့ပဲအရှိန်ဟုန်ရှိတယ်ဆိုရင်တော့ဒါကချုံမြိန်တဲ့ခရီးစဉ်တစ်ခုလို sweet ride လို့ဖြစ်သွားလိမ့်မယ်ဆိုတဲ့ကိုယ်ကချက်တစ်ခုပါ။ဒါဆိုရင် marketing မှာဒီ momentum အရှိန်ဟုန်ကဘာကြောင့်ဒီလောက်အကောင်းပြီးတော့အရေးကြီးနေရတာလဲ။ momentum ဆိုတာကိုယ့်ရဲ့ marketing နဲ့ content လုပ်ဆောင်မှုတွေကတစ်ခုပြီးတစ်ခုပေါင်းစပ်ပြီးတော့တောင်းအားပေးနေတဲ့စွမ်းအင်တစ်ခုလို့ပြောလို့ရပါတယ်။အရှိန်ဟုန်မရှိရင် campaign တိုင်းကျွန်တော်တို့ post တိုင်းကအစားကနေပြန်စနေရတယ်လို့ကျွန်တော်တို့ခန်းစားနိုင်ပါတယ်။ကိုယ်ဘယ်လောက်ပဲအားထုတ်ရတောင်းတနေရတယ်လို့ပြင်ပန်းနေရအောင်ပါပါ။ဒါပေမဲ့ momentum ရှိပြီဆိုရင်ကိုယ့်ရဲ့ content ကပရိသတ်စီကိုအလိုလျောက်ရောက်ရှိပြီးတော့ရလဒ်တွေကလည်းအားထုတ်မှုနည်းနည်းနဲ့ပိုမြန်တက်လာပါလိမ့်မယ်။ဒါဆို digital marketing မှာဒီ sweet ride အားထုတ်မှုနည်းနည်းနဲ့ပိုမြန်တက်လာဖို့ momentum ကိုဘယ်လိုဖန်တီးမလဲ။အချက်ကတော့၃ချက်ပဲရှိပါတယ်။ပထမတစ်ခုက consistency လို့ခေါ်တဲ့တသက်ရှိခြင်း။ဒုတိယတစ်ခုက feedback လို့ခေါ်တဲ့ပရိသတ်စီကတုံ့ပြန်မှုလေ့လာခြင်း။တတိယတစ်ခုက learning လို့ခေါ်တဲ့ analysis တွေလုပ်ပြီးတော့သင်ယူခြင်းလို့ပဲဖြစ်ပါတယ်။ဒီ momentum ကိုစနစ်တကျလှုပ်ဆောင်နိုင်တဲ့ formula ကဘယ်လိုဖြစ်မလဲ formula ကတော့ရှင်းပါတယ် post analyze adjust repeat ပါပဲမြန်မာလိုဆိုရင်တော့ content တွေကိုပုံမှန်တင်ပါရလဒ်ကိုခွဲခြမ်းစိတ်ဖြာပါလိုအပ်တာတွေကိုပြင်ဆင်ပါပြီးတော့ပြန်လုပ်ပါပေါ့ဒီအဆင့်တွေတိုင်းပုံမှန်ပြုလုပ်နေမှဆိုရင်ကိုယ့်ရဲ့ digital marketing ကတောက်တန်ချင်းကနေအရှိန်ဟုန်နဲ့ပြေးနေတဲ့ချုံမြိန်တဲ့ခရီးစဉ် sweet ride တစ်ခုစီကိုပြောင်းလဲသွားမှာဖြစ်ပါတယ်စမ်းသပ်ပါသင်ယူပါကြီးထွားလာပါ